ခုကျွန်တော်ပြပေးသွားမှာကတော့တနင်္လာသားသမီးသုံးဖို့စံတော်အတိုင်းအကြောင်းပဲဖြစ်ပါတယ်။ဒီနည်းအားဖြင့်လာဘောကျူလို့လည်းခေါ်ပါတယ်။တနင်္လာသားသမီးတချို့တွေကအဆင်ပြေပေါ့နော်တချို့တွေကအဆင်မပြေဖြစ်ကြပါတယ်။အဆင်မပြေတဲ့တနင်္လာသားသမီးအများစုကဘာကြောင့်လဲလို့လေ့လာကြည့်တဲ့အခါမှာမိမိရဲ့လာဘောကျူကိုဖျက်ဆီးမိကြလို့ပါပဲ။အမြင့်မှာရှိတဲ့စီဝါရေးလုပ်ငန်းမှတ်ကမှုရှိတာကအညွတ်မှရှိတဲ့စိတ်ချမ်းသာမှုကိုရရှိမှာဖြစ်ပါတယ်။တနင်္လာသားသမီးအများစုကလောဘကြီးစွာနဲ့ငွေရှာလို့မရဘူး။ဝေတိုးပေးစီရတာနောက်ကကြဖြတ်လန်းတဲ့စီးပွားရေးလုပ်ခြင်းတွေကိုတနင်္လာသားသမီးရဲ့အလောက်အကင်မှာထိခိုက်နေတာမှုဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေတတ်ပါတယ်။နောက်ပြီးတော့ဓာတုနတ်တူဆေးဘက်ယူနန်တူတက်ကအသေးရဆိုတဲ့အတိုင်းတနင်္လာသားသမီးများရဲ့လာဘာချူပေါ့နော်ငွေချူပေါ့ငွေချင်းကံကောင်းတော့လဲခွေးမွေးခြင်းကြောင်မွေးခြင်းငါးမွေးခြင်းတွေကြောင့်အဲ့ဒီနှစ်တွေမှာလက်လာဖားတွေပိတ်ဆို့တတ်ပါတယ်တနင်္လာကိုစားပြုကတော့ငွေအကြွားဖြူစင်ခြင်းဆိုတာပဲဖြစ်ပါတယ်ဖြူစင်ခြင်းဆိုတဲ့အတိုင်းပေါ့နော်ရှာဖွေတဲ့ငွေဖြူစင်ဖို့လိုသလိုငွေရှိလာတဲ့အခါမှာစီးပွားရေးတွေဖြစ်လာတဲ့အခါမှာအိမ်တော်ရေးဖြူစင်ဖို့အရန်အရေးကြီးပါတယ်တနင်္လာသားသမီးအများစုဟာစီးပွားရေးဖြစ်လာတဲ့အခါမှာအမြင့်ဗုဒ္ဓဟူးကြောင့်အပျော်အပါးနဲ့လမ်းမကိုရောက်ရှိစေတတ်ပါတယ်အိမ်တော်ရေးဖောက်ပြမှုတွေလည်းကြုံတွေ့ရတတ်ပါတယ်ထို့ကြောင့်နာနေရာမှာရှိတဲ့မိသားစုပညာအတွေ့အခေါ်ဆုံးရှုံးရခြင်းခိုက်မှရှိတဲ့အသင်းအဖွဲ့အုပ်စုအလောက်ကန်တွေမှာထိခိုက်နေလာခြင်းအကြောင်းလူတစ်ကိုယ်လုံးဘဝပြတ်တဲ့အထိဖြစ်စေတတ်ပါတယ်အဲ့ဒါတွေကိုတတိထားပြီးစဉ်းကျင်နေထိုင်မယ်ဆိုရင်တနင်္လာသားသမီးတွေရဲ့လာဘောဆိုတဲ့အတိုင်းငွေကြေးများစုဆောင်းပြီးခြင်းထီစုခြင်းပေါက်ခြင်းစိတ်ချမ်းသာခြင်းတွေကိုရရှိပြီးဘဝကိုအေးချမ်းစွာဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာနောက်စီစဉ်များဆက်လက်အားပေးနိုင်ရင်ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်ဘီယာဘူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ